င်္ဂလာပါရှင်ဝေစရိုက်ကြီးကဖြစ်ပါတယ်ရှင်အခုဝေတို့တွေကတော့လက်ဗရန်မျိုးအနောက်ဘက်မှာရှိတဲ့တီတာကုန်းရွာကိုရောက်နေတာပဲဖြစ်ပါတယ်ရှင်ဒီတီတာကုန်းရွာမှာရှိတဲ့ညီမလေးကမွေးနေ့အတွက်ကိုပေါ့နော်နိုင်ငံခြားဦးရောက်နေတဲ့မမဖြစ်တဲ့ဒီမှာဒီကိတ်ကလေးတွေပန်းကြီးလေးတွေပို့ဝေတို့ရှင်မပြထားတာကိုဝေတို့တွေအခုပဲလာပို့ပြတာဖြစ်ပါတယ်ရှင်ဒီလေးစီကိုတောက်ဖို့မယ်ဆိုတော့သိရအောင်ဝေတို့နဲ့ဒီဗီဒီယိုလေးကိုစုံအောင်တူလိုက်ကြည့်ပေးချပါအောင်နော်ကြိုက်ပြီမလားညာကျင်ပြီးဟုတ်ဒါဆို1 2 3ခေါ်မယ်နော်1 2 3ခေါ်ရင်ဖွင့်ပေးပါ1 2 3ခေါ်ရင်လက်ခုပ်တီးပေးအောင်နော်1 2 3အေးကြော်ကြပါလေဒါလေးရကိတ်ခင်းလေးပြီးတော့ဥမာပါတစ်တယ်ပြပါသက်ဆောင်ရအများကြီးပဲဟုတ်လားဘယ်သူမှကြိုးပြောမထားဘူးမသိဘူးမွေးနေလာဖို့ပေးတာအိမ်မှာဘယ်သူမွေးနေလဲမသိဒီမှာဒီကညီမလေးမွေးနေတဲ့ပို့ခိုင်းလိုက်လို့မသိဘူးနောက်တစ်ခါတော့ဥအလဲပေါ့နော်ဒီတစ်ခါတော့ညီမလေးမွေးနေတယ်ညီမလေးအတွက်ပို့ပေးလိုက်တယ်ပို့ပေးလိုက်တာအကောင်လေးတယောက်ပို့ပေးလိုက်တာကောင်လေးမဟုတ်ပါဘူးဟုတ်ပါဘူးတဲ့မေးကြည့်အောင်ညီမလေးကိုမေးကြည့်အောင်ကောင်းလေးပို့ပေးလိုက်တာဟုတ်တယ်နော်မတီးဟုတ်တော့မတီးသေးဘူးကျိုးမပြောထားဘူးကောင်းလေးကဟုတ်တယ်တဲ့ပုံလေးလုပ်ပေးလိုက်တာကောင်းလေးပို့ပေးလိုက်တာပါစို့ကောင်းလေးတော့ရှိတာကိုရလက်ခံလို့ရလားကောင်းလေးပေးလိုက်တာဟုတ်ရဘူးလားအဲ့ဆိုအဲ့ဆိုဘယ်လိုလုပ်မလဲပစ္စည်းတွေရောက်လာပြီဆိုတော့ဒီမှာဒီအပြင်ကိုလေဒီအိတ်ထဲမှာလည်းပါသေးတယ်လက်ဆောင်တွေအများကြီးပဲလက်ခံလို့မရဘူးဆိုအဲ့ဒါဆိုဘယ်လိုလုပ်ရမလဲပြန်ယူသွားလို့လည်းမရဘူးရမမသိဘဲနဲ့ဟုတ်လားဟောဒါပေမဲ့လေတိတိကျကျလေးပဲပေးထားတာကောင်းလေးတယ်ညီမလေးကောင်းလေးလို့တော့ပြောတယ်အေးကောင်းလေးရှိတယ်ဟမ်ဒီမှားတာတော့မဟုတ်တော့ပါဘူးနော်အေးမဆိုတဲ့နာမည်လေးနဲ့18နှစ်ပြည့်ဆိုဟုတ်လားအေးဟုတ်ပြီဦးမြတ်မသိတာလားမသိကိုရီမောင်လေးရောရှိလားရှိတယ်သူတို့တွေရောပို့ပြောထားဘူးလားပြောမထားဘူးပို့ခိုင်းတာတော့ကောင်းလေးပို့ခိုင်းတယ်လို့ပဲပြောထားတာအခြားတော့ပြောမထားဘူးဒါပေမဲ့အမှားစားလေးတော့ပေးထားသေးတယ်အမှားစားလည်းအများကြီးပဲအဲထဲမှာပြီးတော့လည်းခလေးလို့ခေါ်တယ်အမှားစားထဲမှာလည်းခလေးတပြောထားတယ်ခလေးကမရှိပါဘူးဘယ်လိုလုပ်ဒါဆိုကြိတ်ပြီး crush နေတဲ့သူလေးတွေဘာလေးတွေများဖြစ်စီနေဖြစ်မှာပေါ့နော်ဘေးရပေါ့ဗျအဲ့လိုတော့ရှိရင်လည်းရှိမှာပေါ့ပဲပြောလို့ရမလဲဟုတ်လားကိုကမသိဘူးဆိုပေမဲ့ကိုကိုကြိတ်ပြီးတော့ကြိုက်နေတဲ့သူလေးတွေပါလဲရှိရင်လည်းရှိမှာပေါ့နော်ဒါကလေညီမလေးကမွေးနေ့ကပြီးသွားပြီလားဟုတ်ပြီးပါဟုတ်တယ်ပြောရတယ်မွေးနေ့တော့ပို့ပေးလိုက်ရလို့အခုပို့ပေးလိုက်တာတဲ့အဲ့လိုမျိုးလည်းပြောထားတယ်ဒါဆိုရင်ဘယ်လိုလုပ်မလဲအေးဖေးရှင်မလာပြီးတော့ပေးပြီးတော့လေဘယ်လိုလုပ်ပါမယူမရဘူးတော့မှဖေးကမယူဘူးတဲ့ဘယ်လိုလုပ်ပါအန်တီမီးရဟိုမအန်တီတို့နဲ့လည်းတည်တယ်ပို့ခိုင်းတဲ့သူကလေအန်တီတို့နဲ့လည်းတည်တယ်မှာအန်တီတို့တဆင်လိုက်ပြီးတော့ပို့ခိုင်းတာအဲ့ကောင်လေးကဒီအိမ်ကိုတော့မသိမှဆိုလို့အန်တီတို့ကိုတော့ဝင်ခေါ်သွားပါဆိုပြီးတော့နော်အန်တီနော်ဘယ်လိုလုပ်ဒီရွာထဲကပြီးတော့ဒီရွာထဲကပဲဒီရွာထဲကနေအခုနိုင်ငံခြားကိုရောက်နေတာပို့ခိုင်းတဲ့သူကဘောမှာတော့ငါဒီမှာပဲအစုခွင့်ရတော့မယ်နော်ဖေးရှင်မလာပေးတာကောင်းလေးပေးမယူဆိုတော့တို့ကပြန်ယူသွားလို့လည်းအဆင်မပြေဘူးယူထားလိုက်ပါပုံမွေးနေတဲ့အခုလိုမျိုးလေခရုတက်ဆိုင်ကလေးပို့ပေးတယ်ဆိုတော့ဟမ်ပြောထားတဲ့သူလည်းမရှိဘူးအရင်နှစ်တည်းကပို့ပေးတဲ့သူရောရှိဘူးလားရှိဘူးဖေးလက်ခံလိုက်ပါတခါလောက်တော့သမီးလေးမောင်ဦးလို့အဲ့နဲ့ပုံရမျိုးလက်သက်မခံဦးမှာသား2ယောက်ရှိတယ်ဟိုတက်သွားတာညီမ1ယောက်ရှိတယ်ဟုတ်အဲ့ဒါပဲရှိတယ်လေဟုတ်လားအခုကတော့လေဒီဂျွားတွေကကောင်းလေးလို့ပြောတယ်သူကလည်းနိုင်ငံခြားကိုရောက်နေတိတ်တော့မကြသေးဘူးတဲ့ညီမလေးရောယူထားပြလို့ရဘူးလားယူထားပြလို့မရဘူးလားဟမ်ဒီမှာအဝေးရနေလားပို့တာဟိုလက်ပရက်ကနေတော့လားပို့တာနင်းနေပါပါလေးအနာပြီးယူထားပြပါလားအဲ့ဒါဆိုအရင်ကအမှားစားလေးဖတ်ပြပေးဦးမယ်အမှားစားလေးဖတ်ပြပြီးယူမယူဆုံးဖြတ်ပေးပေါ့နော်
ရတယ်မလားဦးမစားလည်းဖတ်ပြပေးလို့ဖေဖေရှင်မှာဆိုတော့ရလားမသိဘူးကြာရိုက်ထုတ်ခံနေရိုက်ထုတ်ခံနေအောင်မသူကလေအများကြီးပြောပေးထားတာဒီလားမျိုးတွေဘာကြီးထဲမှာပေးဖို့ပြောထားတယ်သူရှိဘူးလားမရှိဘူးနည်းနည်းလေးခမ်းမှန်ကြည့်ပါလားပို့ဝင်မဲ့သူလေးပါလေမမတရားမရှိတယ်နော်မမလိုပဲထင်နေပေါ့ဒါဆိုရင်အမဆာလေးကိုအရင်ဖတ်ပြပေးအောင်မယ် Happy birthday ပါတဲ့မွေးနေ့မှာတဲ့ပျော်ရွှင်ပါစေတဲ့မမချစ်ရတဲ့ညီမလေးကြီးမမချစ်ရတဲ့ညီမလေးကြီးတဲ့ညီမလေးကြီးတဲ့မွေးနေ့မှာစားရတဲ့နောက်နှစ်ပေါင်းများစွာတိုင်အောင်တဲ့မိဘအကိုရတဲ့သမီးအလိမ္မာလေးဖြစ်ပါစေနော်တဲ့မေမေမရှိတော့ပေမဲ့တဲ့ညီမလေးရဲ့ဘေးမှာတဲ့မမကအမအရင်လိုပဲအမြဲရက်တည်ပေးမယ်နော်တဲ့မေမေချစ်တာတဲ့မပူရင်အောင်မတဲ့မမတဲ့ချစ်ပေးတာထက်တော့မလျော့ပါဘူးနော်တဲ့ဖေဖေရဲ့စကားကိုလည်းနားထောင်တော့တဲ့တူတဲ့ကျန်နေတဲ့ဖေဖေအပေါ်မှာလေတဲ့အရင်လိုမစိုးနေတော့နော်တဲ့မမတဲ့မမရဲ့ညီမလေးကိုတဲ့ရီမန်းထားတဲ့ပန်းနိုင်တစ်ခုကိုရောက်စေခြင်းနဲ့တဲ့စူးစမ်းနော်တဲ့အမငယ်ရအောင်နော်တဲ့လူဆိုတာတဲ့စူးစမ်းစီစိတ်ရှိရင်တဲ့ဘလို့အခက်အခဲပဲရှိရှိတဲ့အရာရာကိုကြော်ဖြတ်နိုင်မယ်တဲ့ဖေဖေအကိုရတဲ့သမီးလေးဖြစ်အောင်လဲစူးစမ်းပါနဲ့ညီမလေးတဲ့မမလေးတဲ့ညီမလေးကိုတဲ့စိတ်လဲပူတယ်တဲ့စိတ်လဲမချဘူးတဲ့မမတဲ့ညီမလေးကတဲ့မမရဲ့တဲ့နှလုံးထဲမှာတော့တဲ့အခုထိတဲ့ခလေးလေးလိုပါပဲတဲ့မမလေးတဲ့ညီမလေးအနာမှာမရှိပေမဲ့တဲ့ညီမလေးကိုမမတဲ့အမြဲစိတ်ပူနေတယ်တဲ့အလုပ်တစ်ဖက်နဲ့မို့တဲ့မအားလို့တာတဲ့မမစကားတွေအများကြီးမပြောဖြစ်တာတဲ့ညီမလေးကိုတဲ့မမအရင်လဲလွမ်းနေတဲ့အရင်လဲချစ်တယ်နော်တဲ့ဝင်းနေတော့ကတဲ့မပုတ်ပေးလိုက်ရလို့တဲ့မမကိုခွင့်လို့ပေးပါနော်တဲ့ညီမလေးကိုအရင်ချစ်တယ်တဲ့မမအခုပို့ပေးလိုက်တာပါတဲ့ဒါဆိုပုတ်ပေးလိုက်တိသွားပြီပေါ့ကောင်းလေးမဟုတ်မမမမပုတ်ပေးလိုက်တယ်တဲ့မမအခုဘယ်ရောက်နေတာတော့ညီမလေးမလေးကိုရောက်နေတာတိတိချာချာလေးကိုတော့မှားပေးထားတာပဲမမလေးဝမ်းဆက်ကလေးတွေလည်းပါတယ်နော်အထက်မှာလေဝမ်းဆက်5ဆုံးပါတယ်ပြီးတော့ကလေးကလေးတွေလည်းပါတယ်နော်ပြင်ညီမလေးတော်မတော်ပြင်တစ်ချက်ကြည့်ကြည့်အောင်နဲ့ဒေါ်တာလေးတွေရှင်းပြန်လက်တင်မယ်မပန်းစီလေးရောပန်းစီလေးကလေအထက်မှာမွေးနေ့လက်ဆောင်နဲ့ငွေသား3သိန်းထည့်ပေးထားတယ်နော်ကိတ်ကလေးရောသူတိတိချာချာလေးကိုမှားပေးထားတာပုံလေးတွေပြပြီးတခြားလေးမှားပေးထားတာကြိုက်လားမမဖော်ပြလိုက်တာလေးတွေရောအမအကြီးဆုံးအတော်ပီတာတာနော်သူမဖေဖေမေမေတွေအတွက်ပူရတာနဲ့ညီမလေးတွေမောင်လေးတွေအတွက်ပူရတာနဲ့နော်တရားအောင်မလင်ဟင်းအောင်အကုန်ပို့ပေးတာဒီကတော့ဖုန်းနဲ့ကိုလှမ်းပြီးတော့တော့ပါလာရေဒီမှာဒီဘာမှအားမနေနဲ့ဒီမှာအဲ့ဒါမှမတရားဘူးရှိဟုတ်တယ်အတော်တွေးပေးတာသူကမိသားစုအတွက်ကိုလေဒီမှာဒီဘာမှအားမနေနဲ့ဆိုတော့တိတ်ကလေးရင်ခေါ်လိုက်ကြမယ်နော်ကဲဆိုကြမယ်လားဆိုကြမယ်လားအရှိလေးတွေလား Happy birthday to you Happy birthday to you Happy birthday dear Himan Happy birthday to you ရပါပြီလက်ခုပ်တီးပြလိုက်ပါဦးဒါဆိုအရင်ဆုံးညီမလေးကမမအတွက်ပြန်ပြီးတော့ပြောပြပါဦးစီတောင်းစကားလေးနားလည်းနေကောင်းနေပါလို့ကြောင်းဝိုင်းလည်းပြီးဆိုင်ပါလို့သမီးလည်းညီမနေပါမယ်မမပြောစကားတွေနားထောင်မလားပြောထားတယ်နော်ညီမလေးကိုမမရဖေဖေကိုလည်းစိတ်ချမ်းသာအောင်ထားဖို့နော်ကြိုးကြိုးဆဆနေဖို့လည်းပြောထားတယ်ဒါဆိုရင်ကျောင်းနေပြီးတချို့ကိတ်လေးခေါ်မယ်နဲ့အောင်လေးရခေါ်ဖေဖေအရင်ခေါ်မယ်နော်လက်ခုပ်တီးပြလိုက်ပါဦးဒါဖေဖေကသမီးလေးကိုပြန်ပြီးတော့ခေါ်ပါဦးဖေဖေကသမီးလေးကိုပြန်ခေါ်မယ်
ကြီးပဲ မမသမီး